ကျွန်တော်တို့သိခဲ့တဲ့ပေါ်ပါကိုပြန်လည်မြင်တွေ့ခွင့်ရပါဦးမလားကစားသမားဘဝကိုပျော်ရွှင်စွာဖြတ်သန်းတတ်သူအပျော်ပါးရာမှာလိုအပ်တဲ့လောက်သာလိုက်စားတတ်သူအမျိုးသမီးနဲ့ဆက်စ်ကိစ္စမှာလည်းနာမည်ပြက်လုံးဝမထွက်ဘူးသူဘာသာတရားကိုင်းရှိုင်းတတ်သူစသဖြင့်နဲ့နာမည်ကြီးခဲ့တဲ့ဂျော်နမန်6ပိုင်ရှင်ပေါ်ပါဟာမိုနာကိုအသင်းနဲ့တူပြင်သစ်လီမှာပြန်လည်ထွက်ပေါ်လာတော့မှာပါဒါမျိုးစေကိစ္စရက်တွေကြောင့်18လကြာပွဲပဲခံရပြီးတဲ့နောက်ပေါ်ပါတယောက်မြက်ခင်းစိန်ကိုပြန်လည်ချေချတော့မှာပါအသင်းအောင်ဂျူဗီတက်စ်အသင်းနဲ့တူနှုတ်သဘောတူစာချုပ်ဖြတ်သိမ်းခဲ့ပြီးတဲ့နောက်အသင်းလည်းမဲ့ဖြစ်သွားခဲ့ပြီးပေါ်ပါဟာသူ့ရဲ့နိုင်ငံဖြစ်တဲ့ပြင်သစ်ကလပ်မိုနာကိုအသင်းကိုပြောင်းရွှေ့ဖို့တဲ့သဘောတူညီထားခဲ့ပါတယ်။ပေါ်ပါတချင်းကကမ္ဘာကောင်းဆုံးကွင်းလယ်လူတွေတဲကတအုပ်ဖြစ်ခဲ့ပူပြီးယနေ့တိုင်ကလပ်ဆန်ဂျီတွေပြောင်းရွှေ့ကြီးရှင်တူဖြစ်နေခဲ့သူပါ။ဒါပေမဲ့လည်းပေါ်ပါကိုခုချိန်မှာဘာတွေလုပ်နေတဲ့ဘယ်အသင်းနဲ့လေ့ကျင့်ခန်းဆင်းနေတဲ့ဘယ်အသင်းကိုပြောင်းရွှေ့သွားတယ်ဆိုတဲ့အကြောင်းအရာကိုတော့သိပြီးတော့သိကျင်ကြတော့မှမထင်ပါဘူး။လူငယ်ကစားသမားဘဝကို United အသင်းမှာပြတ်တန်းခဲ့ပြီးနီးပြကြီးဖာဂူဆန်ရဲ့နေရာမပေးမှုတွေကြောင့် Juventus အသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။ Juventus အသင်းမှာတော့ပေါ်ပါရွှေ့ဖြစ်ခဲ့ပြီး4ရာသီတွင်ပွဲစဉ်ပေါင်း188ပွဲမှာတွင်ကိုပေါင်း34ကိုသွင်းယူခဲ့ပါတယ်။လွတ်တန်ကကြီးမန်းတည်သွားခဲ့တဲ့ United အသင်းဟာလေ Special One နီးပြမော်ရီညိုကြီးကင်တွယ်လိုက်ချိန်မှာတော့ပေါ်ပါကိုကလပ်ဆန်ဂျီတွေပြောင်းရွှေ့ပြီးယူရို105သန်းနဲ့ပြန်လည်ခေါ်ယူခဲ့ပါတယ်။ပေါ်ပါဟာ United အသင်းကိုပြန်လည်ရောက်ရှိလာချိန်မှာသူ့ရဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပြီးအဲ့ဒီအချိန်ကလည်းလူငယ်တိုက်စစ်မှုဖြစ်ခဲ့တဲ့ Redford နဲ့တွဲညီခဲ့ပါတယ်။ပေါ်ပါဟာနီးပြမော်ရီညိုလက်ထက်မှာတကယ်ကိုအရှင်အောင်မြင့်ဆုံးမီးစာကောင်းကောင်းနဲ့လောင်စာကျွမ်းခဲ့သူပါဒါပေမဲ့လည်းပေါ်ပါဟာနီးပြမော်ရီညိုနဲ့ United ကိုလမ်းခွဲခဲ့ချိန်မှာ United အသင်းမှာတော့နေရာတစ်ခုအတွက်မတိကျတော့တာပါနီးပြမော်ရီညိုထွက်ခွာခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ United အသင်းကိုယာယီနီးပြဆိုရှာကင်တွယ်ခဲ့ပြီးဆိုရှာဟာပေါ်ပါကိုယုံကြည်ခဲ့သူတို့မဟုတ်ခဲ့ပါဘူးဒီလိုနေထားမှာတော့နီးပြသစ်ဆိုရှာပေါ်ပါရဲ့နေရာအတွက် Sporting Lisbon ကွင်းလေလူ Bruno Fernandes ကိုခေါ်ယူခဲ့ပါတယ်အဲ့ဒီချိန်တွေကစပြီးကျွန်တော်တို့တွေပေါ်ပါရဲ့စိတ်လွတ်လက်လွတ်ကစားဟန်တွေကိုမြင်တွေ့ရခြင်းမရှိတော့ဘဲပေါ်ပါဟာကလပ်တင်းမှာပုံစံတစ်မျိုးလက်ရွေးစင်အသင်းမှာပုံစံတစ်မျိုးဖြစ်လာခဲ့ပါတယ်အဓိကပေါ်ပါဟာသူ့ရဲ့နေရာကိုဘရူနိုကိုလွှဲပြောင်းပေးခဲ့ရပုံကြောင့်လို့ဆိုနိုင်ပြီးပေါ်ပါကွင်းလေဖြတ်ကစားသမားဖြစ်နေ United မှာပြောင်းလဲကစားခဲ့ရပါတယ်အဲဒီချိန်ကပေါ်ပါလက်ရွေးစင်အသင်းရောက်ရင်နီးပြတ်တဲ့ချင်းကစိတ်ကြက်နေရာကစားခွင့်ပေးခဲ့ပြီးကမ္ဘာကောင်းဆုံးကွင်းလေဖြတ်ကစားသမားတဦးလို့တင်စားခံခဲ့ရသူကန်တီကိုသူ့ရဲ့နေပေမှာရန်ပေးထားခဲ့ပါတယ်ဒါကြောင့်မဲပေါ်ပါရဲ့ကစားပုံဟာကလပ်တင်းမှာကြာရင်ကစားပုံတစ်မျိုးလက်ရွေးစင်အသင်းကိုရောက်ရင်ကစားပုံတစ်မျိုးဖြစ်နေခဲ့ပါတယ်အဲဒီနောက်မှာတော့ပေါ်ပါဟာ United အသင်းနဲ့တူ2021-20ဘောလုံးရာသီကိုမှလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပြီး United အသင်းဟာလည်းအသင်းရဲ့အထက်မှာဘယ်လိုကစားသမားမျိုးမှမရှိဘူးလို့ဆိုတဲ့မူဝါဒကိုလက်ကင်ဆွဲကပေါ်ပါနဲ့လမ်းခွဲခဲ့ပါတယ်ပေါ်ပါ United နဲ့လမ်းခွဲခဲ့ပြီးတဲ့နောက်အသင်းဟောင်း Juventus ထံပြန်လည်ရောက်ရှိသွားပြီး Juventus အသင်းမှာတော့ရခင်ကားလောက်ခြေစွမ်းမပြနိုင်တော့ပဲဒဏ်ရာပြဿနာတွေလည်းရင်ဆိုင်လာရပါတယ်2023ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာပေါ်ပါရဲ့မထင်မှတ်ထားတဲ့အစိုးရဆုံးနေ့တစ်နေ့ကိုရောက်လာမယ်လို့သူကိုယ်တိုင်ကလည်းတွေးနေမိမှာမဟုတ်ပါဘူးပေါ်ပါ2023ခုနှစ်ဩဂတ်လ20ရက်နေ့မှာUdinese နဲ့ကစားမယ့်ပွဲစဉ်မှာစေးကြခဲ့ပြီးအဲ့ဒီစေးကြတဲ့ရက်လက်ကိုစီးရီးတာဝန်ရှိသူတွေကတေချာစစ်ဆေးခဲ့ကြပါတယ်။အဲ့ဒီစေးကြတဲ့ရက်လက်ဟာစုံစမ်းတွေ့ရှိချက်တွေအရပြစ်မှုထင်ရှားကြောင်းတွေ့ရှိခဲ့ပြီးပေါ်ပါကိုပွဲပဲပြစ်ဒဏ်၄နှစ်ထိချမှတ်ခဲ့ပါတယ်။တကယ်ကိုဆိုးရွားလာတဲ့အခိုက်အတန့်တစ်ခုလို့ဆိုနိုင်ပြီးပေါ်ပါရဲ့ကစားသမားဘဝဟာလုံးဝကိုဆုံးသက်သွားပြီလို့ထင်မှတ်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းပေါ်ပါကိုပွဲပဲပြစ်ဒဏ်၄နှစ်ကနေ18လကိုပြောင်းလဲရှော့ပေါ်ပေးခဲ့ပြီး2025ခုနှစ်မတ်လ17ရက်နေ့မှာပွဲပဲပြစ်ဒဏ်ကနေတရားဝင်လွတ်မြောက်ခဲ့ပါတယ်။ပေါ်ပါအနေနဲ့ဘောလုံးလောကကိုပြန်လည်ခြေချနိုင်ပြီးဖြစ်ပေမဲ့လည်း18လကြာဝေးကွာခဲ့ရမှုတွေကြောင့်ဘာရီဆက်လို့ရမှမသိဖြစ်ခဲ့ပြီးအခုချိန်မှာမိုနာကိုထံ2နှစ်စာချုပ်နဲ့ပြောင်းရွှေ့ဖို့သဘောတူညီခဲ့ပါတယ်။အတားအပြင်လည်း32နှစ်သာရှိနေသေးတာကြောင့်ပေါ်ပါသာပြန်လည်ကြိုးစားခဲ့မယ်ဆိုရင်ခင်ဗျားတို့ကျွန်တော်တို့မြင်ခဲ့ဘူးတဲ့ပေါ်ပါကိုပြန်လည်မြင်တွေ့ရဖို့လေခွင့်ရည်တွေရှိနေပါသေးတယ်။တခြင်းကကမ္ဘာကောင်းဆုံးကွေးလေလူတွေကတူပြင်သစ်တဲ့ကမ္ဘာဗလာရခဲ့သူတူUnitedရဲ့အဓိကအကြဆုံးကစားသမားတွေတဲကတူဒီလိုနေထိုင်နေပေါ်ပါလက်ရှိမှာတော့သူ့ကိုခေါ်ယူမဲ့အသင်းတော်မရှိသလားဖြစ်သွားခဲ့ရပါတယ်။ဥရောပဟာဘောလုံးနဲ့မသက်ဆိုင်တဲ့ຢာတွေကိုပြင်းထန်စွာတားမြစ်လေးရှိကြပြီးတားမြစ်စီတို့လူမျိုးခွဲကြတာတို့လောင်ကစားကိစ္စရပ်တွေဆက်ကိစ္စရပ်တွေနဲ့ပတ်သက်ဆက်နေတဲ့ကစားသမားတွေဆိုရင်ရှုတ်ချခဲ့ရလေးရှိပြီးဒီကစားသမားဟာဘလောက်ပင်ကောင်းတဲ့ကစားသမားဖြစ်နေပါသေးဒီလိုကစားသမားမျိုးဟာအမေးလျော့ကန်ကစားသမားဖြစ်လာကြပါတယ်ဒါကြောင့်မဲပေါ်ပါနေတဲ့သူ့ရဲ့ပုံရိပ်ကိုသူကိုယ်တိုင်ပြန်လည်တိစောက်ပြဖို့လိုအပ်နေပြီးကစားသမားဘွားကနေနားမယူခင်သူ့ရဲ့နာမည်တစ်လုံးကိုပေါ်ပါတယောက်ပြန်လည်ရှာဖွေသွားရတော့မှာပါဒါဆိုရင်တော့ပရိသတ်တွေဒီဘက်7 Sport ဖွဲ့သားတွေတက်ဆက်ပေးခဲ့တာကကျွန်တော်တို့သိခဲ့တဲ့ပေါ်ပါကိုပြန်လည်မြင်တွေ့ခွင့်ရပါအောင်မလားဆိုတဲ့အကြောင်းအရာပါဗီဒီယိုကိုကြည့်ရှုပေးတဲ့ပရိသတ်များပေါ်ပါကိုဘယ်လောက်ကြိုက်ခဲ့ကြလဲပေါ်ပါပြန်လာနိုင်ပါမလားဆိုတဲ့အကြောင်းအရာတွေကိုကိုယ့်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ဒါပြင်ကျွန်တော်တို့ရဲ့7 Sport YouTube Channel ကို Subscribe လုပ်ထားခြင်းအဖြစ်လေဘောလုံးအားကစားနည်းနဲ့ပတ်သက်တဲ့ဗဟုသုတအများစွာရရှိစေမှာပါနောက်ထပ်ပတ်ဒီမှာလည်းပရိသတ်တွေအတွက်အားကစားနဲ့ပတ်သက်တဲ့ဗဟုသုတရရှိစေမယ့်အကြောင်းအရာများနဲ့တူပြန်လာခဲ့ပါမယ်